အားလုံးပဲမင်္ဂလာပါအခုညတော့မိပြစ်နေလို့လည်းတောင်းပန်ပါတယ်အခုကအခန်း30ဖတ်ပြပါမယ်လူတက်ရတက်ပံ The Wild or Tree ကဘာကြီးရဲ့အလဲဘဟုမှာရှိတဲ့တစ်ပင်ကြီးစီကိုပြန်သွားကြည့်ကြရအောင်အန်နီရဲ့ယုံကြည်မှုတစ်ခုရှိတယ်လူတစ်ယောက်ကဘာမြေကြီးပေါ်မှာမွေးဖွားလာတဲ့အချိန်တပြိုင်နက်တည်းမှာပဲအာဒါဒစ်မီနန်လို့ခေါ်တဲ့မမြင်ရတဲ့အလွှာချားလေးတစ်ခုတစ်ပင်လေးတစ်ပင်ပေါ်လာတဲ့ကိုယ့်ရဲ့မိခင်ရဲ့ဝမ်းပိုက်ထဲမှာတရေသားလောင်းအဖြစ်စတည်တဲ့အချိန်မှာတစ်ဖက်မှာလည်းမျိုးစေ့ကလေးတစ်ခုဖြစ်လာတယ်ကိုဟာလူသားအဖြစ်ကောင်းစွာရှင်တန်ကြီးပြင်းလာတဲ့အခါတစ်ပင်ဟာလည်းပင်စီအကိုင်းအခဲအသီးအနှံပင်စီအကိုင်းအခဲအသီးအနှံပွင့်နေဝေးစားလာတယ်ကိုဟာကိုရဲ့ကဘာမှာလိုအပ်ချက်တွေရှိရင်လည်းတစ်ဖက်မှာတစ်ပင်ကြီးကအမြင့်မှာအားမကောင်းတာပင်စီလေးတွေအားနေသေးငယ်တာအသီးပွင့်နဲ့မသီးပွင့်နိုင်တာစသဖြင့်ကိုရဲ့လိုအပ်ချက်တွေပေါ်လေ့ရှိတယ်အဲ့ဒါဟာလူတစ်ယောက်ရဲ့ tree or light လို့ခေါ်ပါတယ် tree or light ဆိုတာတစ်ပင်ရဲ့ဘဝကိုဟာလည်းတစ်ပင်ပဲလို့ပြောချင်တာအနည်းကတော့ယုံကြည်ပါတယ်ဒါပေမဲ့ဒီတစ်ပင်ဟာ physical လက်တွေ့မှာမရှိတဲ့ mental physical လို့ခေါ်ပါတယ်တနည်းအားဖြင့်ဆိုရမယ်ဆိုရင်ထိတွေ့ကင်တွယ်လက်တွေ့မြင်နိုင်စွမ်းမရှိတော့လဲချိတ်ဆက်ခံစားလို့ရနေခြင်းဖြစ်ပါတယ်ဒီ mental physical tree or light ကြီးကိုလူတစ်ယောက်ရဲ့ concept နဲ့ mass လို့ခေါ်တဲ့လက်တွေ့ကဘာမှာကိုမမြင်နိုင်တဲ့ကိုယ့်ရဲ့အကြောင်းတွေအတာချက်တွေအားနည်းချက်တွေအားလုံးဟာဒီ concept နဲ့ mass လို့ခေါ်တဲ့ tree or light မှာထင်ဟပ်နေလေးရှိပါတယ်ဒီ tree or light ကပဲအန်နီတို့ကိုမှားယွင်းစွာပိတ်မိနေစေတဲ့ပုံရိပ်ရောင်ကဘာနဲ့မိမိတို့ရဲ့လိုအပ်ချက်တွေကိုမြင်တွေ့လာစေပါတယ်ဒီ chapter မှာအန်နီတို့ကမိမိတို့ကိုယ်တိုင် tree or light နဲ့ချိတ်ဆက်ဆန်းစစ်ကြည့်ကြရအောင်tree or light မှာဆိုရင်ကဘာမြေကြီးရဲ့ is about ဆိုအပေါ်မှာဆိုတစ်ပင်ရဲ့ပင်စီတို့တကိုင်းတို့အကိုင်းခက်ကိုပြောချင်တာဆိုးပြီလို့ဆိုအမြင့်တစ်ပင်ကြီးရဲ့အောက်ကအမြင့်တွေမြေကြီးနဲ့ချိတ်ဆက်နေတာကိုပြောချင်တာတစ်ပင်များကိုရည်ညွှန်းခြင်းမဟုတ်ပဲကိုဆိုရင်လည်းမိဘရဲ့ဘိုက်ထဲမှာနေပြီဆိုရင်မိဘရဲ့အရင်ဆုံးနှလုံးသားနဲ့ချိတ်ဆက်တယ်အဲ့ဒါကိုပြောချင်တာအဲ့တော့လူသားတဦးရဲ့ mental physical energetic blueprint ကိုရည်မှူရွယ်ခြင်းဖြစ်ပါတယ်လူသားတစ်ယောက်ရဲ့တစ်ပင်ကဲတော့ blueprint tree or Kambula tree or light လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်အောက်ပါပုံပချီမှာ Kambula tree or light ဆိုတာလူတစ်ယောက်ရဲ့ခေါင်းကနေခြေထောက်အထိကတစ်ပင်ရဲ့အကိုင်းခက်ကနေပင်စီအထိလူတစ်ယောက်ရဲ့ပုံစံအတိုင်းပဲသွားတယ်လို့ပြောချင်တာတိစိတ်မြေပုံကိုပြောတာနော်ဒါအုံနောက်ကြီးနဲ့မတိစိတ်နဲ့ပြောနေမှာမဟုတ်တိစိတ်ကြီးနဲ့လူရဲ့ဥကောင်းကဘာလဲဆိုအရွတ်တွေအကိုင်းခက်တွေပင်စီတွေအောက်ကကျတော့အမြင့်ခြေထောက်ကအမြင့်ပေါ့အဲ့လိုပြောချင်တာKambula tree or light ကိုကြည့်တဲ့အခါမှာကဘာလေးခုကိုတွေ့ရပါလိမ့်မယ်။ထိုကဘာလေးခုကလူသားများရဲ့လက်တွေ့ကဘာကိုထည့်ဟပ်စေတဲ့ energetic blueprint structure တွေဖြစ်ကြပါတယ်။